ဖနက်တရားမှာဒုက္ခလို့ခုကျွန်တော်လိုက်ပြမယ့်နေရာတော့ဒီတောင်ကိုရီးယားနိုင်ငံဟွာဆောင်မြို့မှာရှိတယ်ကျွန်တော်ဟွာဆောင်ပါတာလို့ပြောလိုက်တာ ਨੇ နိုင်ငံခြားသားတော်တော်များများဒီရှိတဲ့နေရာလန်ဂျာတစ်ခုပေါ့နော်မြန်မာစားတော့ဆက်နေရှိတဲ့ကျွန်တော်တို့နိုင်ငံတော်တော်များများထိုင်းဗီယက်နမ်စသည်ပေါ့နော်ပါရန်ဆာကိုရီကျွန်တော်ဒီခင်းနေလိုက်ပြစီးနေစီးနေတော်များများရှိတဲ့လမ်းပေါ့နော်ဟွာဆောင်ပါရန်ပေါင်းပြောညမစောတော့ပါရမ်းနော်ဟွာဆောင်ဒါဂျေရိုမာထူးပေါ့နော်ကျွန်တော်ဟွာဆောင်ဒီလမ်းကတော့နိုင်ငံခြားသားအများစုရှိတဲ့လမ်းပေါ့တော်များများနိုင်ငံခြားသားတွေရှိတယ်ဆိုရင်တင်းကြီးဆိုပို့ပြီးတော့ရှိတယ်ကျွန်တော်မြန်မာစားသောက်ဆိုင်ရှိတာကဒီဂျေရိုမာထူးရဲ့မြေဆောင်ထူးပေါ့နော်ဒီတာမတ်တန်ရဲ့နောက်နာလေးမှာနော်ဒီမှာပေါက်ကိုစားတော့ရှိတယ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်လှုပ်ရှားတဲ့ညီကိုတွေအတွက်ဆောင်းလည်းရှိရပါတော့ဒီနေ့ပတ်ဝန်းကျင်ဒီမှာကျွန်တော်ကိုရီးယားလို့သာပြောတာပါကိုရီးယားတော့တိမ်ပေးရဒီလားနိုင်ငံသားများမြန်မာဆိုင်ဒီမှာဆိုင်နာမဲရွှေပါဒီပေါ်ဒီပေါ်တော့ကျွန်တော်လှုပ်ရှားတဲ့ညီကိုတွေအတွက်မြန်မာဆောင်းလည်းရှိရဆောင်းရဒီပေါ်မှာတယောက်ခန်းရှိရင်2ယောက်ခန်းရှိတယ်ကျွန်တော်တို့အလုပ်ဆက်နေညီကိုတွေအတွက်အဆင်ပြေတာပေါ့နော်ဟိုဘက်မှာဆိုကျွန်တော်မြန်မာစားသောက်ဆိုင်ရွှေလို့ဆိုမြန်မာစားသောက်ဆိုင်ရှိတယ်ဒီတလန်းလုံးကကျွန်တော်တို့နိုင်ငံခြားသားတွေဘာတစ်ဆိုင်အလင်းအောင်ဒီမှာတစ်ဆိုင်ရှိရောကျွန်တော်ခွန်ဆောင်မမြန်မာဆိုင်4ဆိုင်ရှိတော့ပါဒီမှာပုကိုးသူဒီမှာတစ်ဆိုင်ခွန်ဆောင်ဒီမှာတစ်ဆိုင်အလင်းအောင်ခွန်ဆောင်ဘာရန်ကျွန်တော်တို့ဒီ message ကျန်ရဲ့ဘတ်ကမတဲ့နောက်ဖက်နာပါနော်ရွှေစားတော့ဆိုင်နောက်ဖက်ဒီကနေပြီးတော့ကျွန်တော်ဒီဘက်ရှေ့ပြန်ထွက်လာလို့ရှိရင်ဒီပုံမှာရွှေမြန်မာစားတော့ဆိုင်ဒါမျိုးဆိုရွှေစားမြန်မာဆရာကြီးတဲ့